ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးပါပါခုနှစ်သားသမီးတွေအတွက်ပေါ့နော်နေ့စဉ်နေ့တိုင်းကျွန်တော် TikTok အကောင့်တို့ Facebook အကောင့်တို့ခုနှစ်သားသမီးပြုလုပ်လွယ်ကူထိရောက်ရေရာလေးတွေအမြဲတမ်းမျှဝေပြီးဖြစ်တယ်အခုကောက်မှလည်းကျွန်တော်မိတ်ဆွေတွေဒီနေ့ရာဆိုလို့ရှိရင်ပေါ့နော်အောက်တိုဘာလထဲဝင်လာပြီဒီအောက်တိုဘာလထဲမှာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးတွေပေါ့နော်ဘယ်နေ့နဲ့နေရာကြီးပွားမလဲချမ်းသာမလဲအိုးပိုင်အိမ်ပိုင်တိုက်ပိုင်ကားပိုင်ရှင်ဝေရနာစီးပွားဥစ္စာလက်လာပါလေရှင်လန်းစီတဲ့နေသားသမီးတွေကဘယ်သူလေးတွေဖြစ်မလဲဆိုတာကျွန်တော်တဲလို့နဲ့နမိတ်ဖတ်ပြီးမယ်ဒီကတော့နဲ့နမိတ်ဖတ်ပြီးတာလေကျွန်တော်ဘယ်နေနံလေးတွေဆိုတာပြောပြီးမယ်ဆရာကရန်ကုန်မြောက်လာပါပြီလေ6ဝေကားမှတ်တိုင်နဲ့နေပါတယ်ဆရာဘေးရင်ဟောကန်ကမနေ့9နာရီနေကင်းတနာရီနေ့စဉ်ဘေးရင်ဟောကန်ကပိတ်ရမရှိဟောကန်ဖွင့်တယ်နေရလူတွေရောမြင်လွယ်အောင်ပြောမှဆိုဆရာကအောင်မင်လာကားကြီးဝင်နေတယ်เนาะဆရာဖုန်းနံပါတ်လေးက9 1 6 4 5ဆရာဖုန်းနံပါတ်လေးက9 1 6 4 5ပေါ့เนาะဆရာဘေးရင်ဟောကညံဘူးစော်ကကိုတယောက်ကို2000ကျပ်ပဲเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေခုနှစ်သားသမီးတွေအခုလာတဲ့ဒီ10လပိုင်းထဲမှာဒီအောက်တိုဘာလထဲမှာဘယ်နေသားသမီးတွေကြီးပွားနိုင်လဲချက်လာကျွန်တော်နမိတ်ဖတ်ပြီးတော့ပြောပြမယ်ပေါ့เนาะအခုလာမယ်အခုပေါ့နော်အခုလက်ရှိဖြတ်တန်းနေတယ်ဒီနေ့ဆိုရင်2ရက်နေဖြစ်ပြီနော်ဒီအောက်တိုဘာလထဲမှာခုနှစ်သားသမီးကြီးပွားချမ်းသာမဲ့နေနံပန်ရှင်လေးတွေရှိတယ်ဒီနေနံပန်ရှင်လေးတွေက4ဦးရှိတယ်နော်ဒီနေနံပန်ရှင်တွေကဘယ်သူလဲဆိုတော့ပထမဦးဆုံးအနေနဲ့နော်အောင်တိတ်အောင်နမိတ်နဲ့တနင်္ဂနွေသားသမီးတွေဦးဆောင်တယ်တနင်္ဂနွေကြာရာလေးတနင်္လာစနေဒီနေနံရှင်4ဦးဟာအခုအောက်တိုဘာလထဲမှာငွေကြီးတွေနဲ့ပတ်သက်ပြီးတော့ပွင့်လန်းလာမယ်တူးပွားလာမယ်တူးတက်လာမယ်ကံတရားကြီးအထောက်ပံ့အထောက်အကူတွေများစွာရရှိမယ်ဝင်တွေလည်းကောင်းမယ်နောက်တစ်ခုကဒီအောက်တိုဘာလထဲမှာပေါ့နော်ဒီစနေကြာလာပြီးတနင်္လာတနင်္ဂနွေဆိုတဲ့ဒီနေ့နဲ့ရှင်ဘွားတွေဟာပြည်ပနဲ့ပတ်သက်ဆက်ဆက်တော့တွားရခြင်းလာခြင်းနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြောဆိုလုပ်ကိုင်တဲ့လုပ်ငန်းမျိုးတွေအထူးကျိုးပေးမယ်အောင်မြင်မယ်အခုဒီဆယ်လပိုင်းမှာအိုးတစ်အိမ်တဲ့ကားတစ်နော်စီးစရာရင်ထားတွေဒီပိုင်ဆိုင်မဲ့နေနံရှင်ဒီ၄ခုဖြစ်တယ်အဲ့တော့ဒီနေနံရှင်လေးတွေကအပေါင်းလေးနဲ့အသေးပြီး share သွားပါနော်အဲ့တော့သဘူဒီကလက်ရတောင်းရင်ဩဘာနမိတ်ထွန်းဆိုတဲ့ဒီနေနံရှင်တနင်္ဂနွေတနင်္လာကြာပြီးစနေဒီနေနံရှင်တွေကကောမန်ဒီဆရာဘူးတို့ဖန်ဒီမှာနော်ကြီးပွားချမ်းသာပါလေအိမ်ရပါလေကားရပါလေမှတ်တော့ပါမိမိလို့ရှိရင်အဲ့တော့ဒီနေနံရှင်၄ခုကကြီးပွားချမ်းသာမဲ့ဒီအောက်တိုဘာလတည်းဖြစ်တယ်အားလုံးဒီခုနှစ်သားမဲ့ကြီးပွားချမ်းသာအောင်မြင်ပါစေလို့ဆရာကလည်းထပ်လောင်းဆုတောင်းမြတ်တာပို့တယ်ဆရာကြီးကိုအနေနဲ့ရကလေးနံပါတ်ပြီးလူချင်းတဲ့မိတ်ဆွေတွေဆရာကြီးဖုံးတက်ရဆက်ပြီးတော့မိမိတို့ရဲ့ရင်သွင်းငယ်တက်တာလုံးကြီးပွားချမ်းသာထိတ်ဆုံးရောက်တဲ့ဟောစတန်စာအုပ်နဲ့နာမည်ပေးလှလှလေးပြုလို့ဆောင်ရွက်ပြီးပါအားလုံးအောင်မြင်တိုးတက်အောင်